ကဲဆောင်းပွဲကြီးတွေလည်းဖြည့်ပြီးဆိုအားလုံးမပျော်ရွှင်နေကြမယ်ထင်ပါတယ်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေကတော့အခုမှဖြည့်နေအောင်ပေါ့ဗျာ။တရားတွေထားတော့ဆောင်းပွဲကတနားရီဆိုတော့10နာရီလောက်ထိအိတ်ခွဲနေလက်စာကိုတော့ဒီမှာရှမ်းကောက်စရိတ်စားလိုက်ပါမယ်။ဒီလောက်လွယ်အောင်ပိုင်းညညနေကြရတယ်မသိဘူးမှာပြုံးပြုံးမဲ့သွားပြီးဖြည့်လိုက်မယ်။ဒါကတော့ဆောင်းပွဲမဖြည့်ခင်ရုပ်လေးပါ။စာရီကရနေတနားရီကမထိုးသေးဘူးခေါင်းထဲကထွက်သွားအောင်မယ်တို့ကြ။ကဲအခုကတော့ဖြည့်ပြီးပဲဖြစ်ပါတယ်။ so easy ပါပဲ။ one subject one night တမားတွေကတော့စိုးဆက်ပေါ့ဗျာ။အဲ့လိုမျိုးလုပ်တွေကကျွန်တော်တို့လို permission တွေမှရပြောနေနဲ့ဘေးမှာမုတ်တွေစားလိုက်အောင်မယ်လူကစားလို့ချင်မှဆိုမှဘသူကဘေးမှာမုတ်တွေလာထားရလဲမသိဘူး။အော်စားစီကျွန်တော်ထားတာပဲဆိုပြီးတော့ကျွန်တော်လည်းစားလိုက်တယ်။ကဲဒါတော့မနေ့ပြန်အင်္ဂလိပ်စာပေါ့ဗျာ။သူများရောအင်္ဂလိပ်စာလွယ်လို့ပြောနေရဗျာ။တကယ်ကြောက်နေအောင်ဘယ်လိုလဲဆိုတော့ကျွန်တော်ရေးပြမယ်။လွယ်တယ်ဆိုတော့မြန်မာလိုမသိရောလေ။ဒါကိုပြောရလားမသိဘူးဟုတ်လား။ဒါလေးလား။အယောဒီမှာလကားစာတော့အမှန်တကယ်ဘာသာတိုင်းအားလုံးညီတူညီမျှလေးထားဖို့လိုအပ်တယ်။ဘယ်မှာလွယ်ဆိုတာလည်းမရှိဘူး။ဘယ်မှာခက်ခဲနေဆိုတာလည်းမရှိဘူး။အဲ့ဒါကျွန်တော် grade 12မှာရခဲ့သင်ခန်းစာပဲသိရမလားကျွန်တော်ကဘယ်ဘာသာဆိုတော့အရန်လွယ်တာအရန်လွယ်ရဆိုပြီးပြစ်ထားလိုက်ပြောတကယ်ကြောက်နောက်ပြီးအိပ်ဘာသာပဲကိုဟိုကလောက်အောင်အယောဒီမှာအခုရပိုင်းတော့ပြက်ကလေးမဲ့ကြည့်ပြီးတော့တကြံပဲနေရောက်မလဲကြည်နေတော့ရွာပြန်ကျင်လို့ဟီဟီကိုကမနေ့ပြန်အင်္ဂလိပ်ဖြေရမယ်တော့ရင်ခုန်တန်လေးကြားချင်ပါတယ်အင်္ဂလိပ်ဖြေရမယ်ဆိုရင်မခုံပါဘူးဘာလဲဆိုတော့ mother language ဖြစ်နေလို့မဲmother language မနေ့ပြန်အင်္ဂလိပ်စာအတွက်စကားလေးရင်ခုန်တန်လေးရင်ခုန်တန်ဆိုမနှစ်က32ယောက်ကြာလေဒီနေ့အဲ့32ယောက်ထဲမှာအောက်ပြန်ပါလေအောက်ပါမအဲ့ထဲမှာ what the အင်္ဂလိပ်က mother language လို့ပြောရဟုတ်လားမသိဘူး Bro, it's just a piece of cake. What are you worried about? oh my godဒီနေ့ကတော့ဆောင်းပွဲလေးဖြစ်ရင်အစားရလဲဆိုရင်ပေါ့ဗျာအနေထားကတော့မနေ့ကလိုမျိုးရွှေပါတော့မဟုတ်တော့ဘူး listening ကခက်တကူကဲတော့လိုက်ခဲ့ကြအောင်ဗျာကဲစနေကြော်ပြီးဆိုတော့ကျောင်းအောင်သွားပါမယ်ဟာနေအောင်ကျောင်းသားကကြံလို့ပြေးယူပါသေးရဲ့အယောဒီမှာတကယ်ရေးကြီးတဲ့ချင်းဆိုအဲ့လိုတွားယူရအရန်စိတ်ရှုပ်တာဒီကြားတဲ့အခုရပိုင်းရာတီဦးတော်တော်ပူပါဗျာကဲကျောင်းအောင်ပြီးဆိုတော့မနေ့စာနေလေးစားပေါင်းစားပါမယ်အရန်မောလာလို့ဗျာရှီကလည်းမပါလာဘူးနည်းနည်းအေးပေါ့နေလို့ရှီခဲတစ်ခွက်ဝယ်ပြီးတော့ဒီမှာရှီခဲနဲ့စိမ်ပြီးတော့တောက်လိုက်တယ်ပေါ့ဗျာတကယ်ချင်းရှီကထမင်းလေးရေဆုံးကတ်စားလိုက်တယ်ကျွန်တော်တော့ရှမ်းခောက်ဆွဲမှာပါတယ်ဗျာကဲစားကြည့်အောင်ခောက်ဆွဲလို့စီးစီးပိုင်ပိုင်လေးဗျာဒီလိုမျိုးတလုတ်ထဲတွတ်လိုက်လို့တော့ share ပဲဒီမှာအားကြီးနဲ့တွတ်လိုက်ပါတယ်ရှမ်းရတာလေးတော့လိုဝေးမဲ့တော်တော် easy နေဗျာစားလို့ကမစိုးပါဘူးစောင်းမွဲဖြစ်ခိုင်းလို့အတင်းကျပ်စားရတော့မကောင်းဘူးပေါ့ဗျာသိရမလားဒါပေမဲ့ကျွန်တော်ရန်ပိုက်စားနေလို့ပါပြီးတော့စားလေးနည်းနည်းကြည့်ပြီးတော့သွားဖြစ်ရရဲ့ပေါ့ဗျာအရန်ဖုတ်ပူမိထိုက်တွေဖြစ်နေကဲဖြည့်ပြီးလာပါပြီမနိုင်ပြောရင်တော့ဒီနေ့ကတိတ်ရင်ဖြစ်နိုင်ဘူးဗျကျွန်တော်အစောဆုံးပဲထွက်လာအခန်းထဲမှာလည်းထိုင်မနေချင်တော့လို့စာမရတော့မဟုတ်မဲပေါ့ဗျာသိရမလားအမှတ်တော့သိမကောင်းလို့ listening ကိုကျွန်တော်တော်တော်လေးကြည့်အောင်ပဲဒီနေ့ကျမုတ်စားဖို့ပတ်စံထုတ်တယ်နောက်ပြီးတော့တကယ်ချင်းနဲ့တူပြန်ပါပြီဗျလမ်းမှာရွှေရင်အင်းသက်တွေ့လို့ဝင်ပြီးကြိတ်မယ်ဗျဒီလိုမျိုးလေးမစားဖြစ်တာတော့ကြာနေပါဘူးလေဆိုပတ်စံကြိတ်စုနေလို့ဘုံနောက်ပိုင်းခီးတွေအများကြီးထွက်ချင်လို့ပေါ့ဗျာပတ်စံကြိတ်စုနေရအင်းကလည်းမတောင်းချင်ဘူးကိုကိုပြီးတော့ပဲရအောင်လုပ်မယ်ဆိုပြီးတော့ရီမန်းနာရဲ့ပေါ့ဗျာကဲရွှေအေးအေးလေးစားကြပါအောင်ချိုစိတ်ပြီးတော့စားလို့ကောင်းတာအမောပြေသွားပဲအင်းကြီးရဲ့တခြားပစ္စည်းအမွေပဲနဲ့ပတ်စံဆိုရင်ပဲကျွန်တော်မစားဘဲနဲ့ပတ်စံမစုနိုင်ဘူးပေါ့ဗျာညောက်တော့လည်းညစာလေးစားလိုက်ပါအောင်မယ်မနေ့ပြန်ပါသားတော့ reading and writing ဆိုတော့ easy ပေါ့ဗျာဒီနေ့ပဲနည်းနည်းလေးထိသွားတယ်ကဲနောက်တစ် blog မှာအလုံးပြန်ဆောင်ကြရမယ်ဗျာမနေ့ကပြောရဲ့ဘာသာကြီးကဒီနေ့ကိုတော်တော်နဲ့အုံနေကျင်းသွားရဲ့လွယ်မဲ့ထင်ပြီးလွတ်ထားလိုက်တာပဲဒီနေ့မှပဲတအီအီနဲ့ထွက်လာရတယ်အဓိကတရားခံကတော့ဒီ test ကိုသေချာမဖတ်တာနဲ့အတန်းအပြီးရဲ့ပြဿနာပေါ့ဗျာအထူးသဖြင့် initial ဗျာသင်ထားတဲ့ vocabulary ကိုနှံ့ချွတ်သိမှအဆင်ပြေရဗျာသင်ထားတဲ့ test တရားနဲ့ဒီဆက်ဆက်မှုရှိနေမှာအမှတ်ရပေါ့ဗျာ grade 2မှာလည်းတူတူပဲဘာပဲသေချာတော့ဖြေနိုင်ခဲ့ပါတယ်ကျောင်းပိတ်ခန်းဒီမှာပဲကျောင်းကြီးကလွမ်းစရာကောင်းစလို့လို့ agent နေတယ်လို့နဲ့အမေဒီမှာလက်ဆောင်ရတဲ့ပန်းစည်းလေးဗျာပန်းကြီးကအစ်စ်ဆိုတော့မနေ့ပြန်ညှိုးဝိုင်းနှမျောစရာကြီးကဲ trend drive ပါညာပေါ့ဗျာတာယာအေဂျင့်နဲ့နေလီမှာဆောင်းပွဲဖြည့်ပြီးဆိုကျွန်တော်တို့ကိုရီးယားဒရမာဆန်ဆန် picnic လေးထွက်ကြပါမယ်ဗျဒီလိုမျိုးအစီအစဉ်ကြကြနဲ့ပျော်ပွဲစားလေးတော့တကယ်မထွက်ဘူးတဲ့ဖြာလေးတွေစားမဲတောင်းမဲမုတ်လေးယူလာကြပြီးတော့ဗျစီစီလုံးနဲ့စားရတာတကယ်ချင်းကူတွေရဲ့အနေရတာပေါ့ဗျဒီမှာကျွန်တော်ဘာယူလာလဲကြည့်ပါဦးတကယ်ကိုရီးယားဒရမာဆန်ဆန် moment လေးဖန်တီးပေးခြင်းလို့ပေါ့ဗျရေခဲကိုတော့အရင်မပြောအောင်တခြားလေးတင်လာကျွန်တော်ရဲ့ချင်းကူတွေကလည်းဒီအစီအစဉ်ကိုပို့ပြီးတော့အားပြေဝအောင်လို့ဆိုပြီးဒီမှာကိုရီးယားဆဆလေးဝင်လာကြရဗျဟဲ့ငါဘာမှလည်းမဆိုင်တာဘူးစားရအားနာလိုက်တာအထားရမလို့ချင်းကူကဲကိုရီးယားဆန်ဆန်လေးဖွင့်လိုက်ပါမယ်ချင်းကူမှာဆိုရင်ကျွန်တော်တို့လူငယ်တွေရဲ့ personality လိုက်အရသာလေးငါးမျိုးအောင်ထွက်ထားပါတယ်ဗျအားလုံးတယောက်တစ်မျိုးစီတောက်ကြမှာပေါ့ဗျာကျွန်တော်ကတော့ fresh လေးယူရပါတယ်ဘော်ဒါရီကြားရဲ့မှာဘာထိုင်မှမလို့ကြိုစရာရှိရပြောမယ်တောင်းကျန်းစရာရှိရတောင်းကျန်းမယ်စားစရာရှိရစားရင်ပေါ့ဗျာပတ်စံချီးပင်းလည်းပြန်မဆက်ဘူးအဲ့လိုပဲအခုကတော့ချုံမြိန်တွေတွေ့ strawberry လေးတောက်နေရပေါ့ဗျာ fresh လေးဆိုရင်လည်းဘာနဲ့ရောသားလိုက်တယ်ဗျဆောင်းပွဲပြီးပြီဆိုတော့စိတ်လွတ်ကိုလို့စားတော့ပြီးတော့ပျော်ရွှင်စရာခိုက်တန်လေးဖန်တီးခဲ့တယ်ပေါ့ဗျာကျွန်တော်ကတော့အစားရပူစားခဲ့ရပေါ့ဗျာပြီးရင်တော့ပို့ပို့ပါပဲခန်းစားချက်တွေကိုတချင်းတွေပြပြောင်းလိုက်ကြပါတယ်အထာရီမလိုရဲ့ချင်းကူတွေနဲ့ပိတ်ရမှာဒီလိုဖြတ်တန်းရတာလည်းအရန်ပျော်စရာကောင်းတဲ့အခိုက်တန်လေးပါဗျာအပေါင်းအသင်းကိုအလွန်ခုံဝင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခိုက်တန်လေးရတော့တန်မိုးထားစရာတွေဖြစ်နေမှာပေါ့ဗျာဒီနေ့ကတော့မုတ်စားရင်းနဲ့ကျွန်တော် comment တွေမှာတွေ့နေရမေးခွန်းလေးဖြေးမယ်ပေါ့ဗျာပထမဆုံးမြဲတွေ့နေရတဲ့အနေတိုင်းအစားဆုံးနေရပဲစားနိုင်နေဆိုရယ်မေးခွန်းပေါ့ဗျာအမှန်တကယ်ကျွန်တော်အဲ့လောက်လည်းမစားပါဘူးကျွန်တော်စားတဲ့မနက်စာနေ့လေစာညစာလေးကိုရိုက်ပြီးတော့ပေါင်းတင်လိုက်တာပဲရှိရယ်သူများလည်းဒီလောက်ပဲစားမှာပဲဟုတ်တယ်မလားတင်တဲ့ခါမှာပဲများသွားပြီးတော့အရန်စားရဲ့ပုံစံမျိုးဖြစ်နေရဗျာမုတ်တော့နည်းနည်းပူစားကောင်းစားရင်ပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်မုတ်စားတာအရန်ကြိုက်တယ်ထမင်းကျွန်တော်ပတ်စံရတဲ့တခြားဘယ်နေရာမှမကုန်ဘူးဒီမုတ်စားတို့အစားတော့အသစ်ဆန်နေစားရလို့ရှိမှပဲကုန်နေပေါ့ဗျာတနေ့နောက်ပြီးစားသလောက်ဘာလို့မဝလဲလို့မေးရပေါ့ဗျာအဲ့ဒါလည်းကျွန်တော်လည်းမသိဘူးကျွန်တော်လည်းနေတိုင်းစားနေရပဲဒါပေမဲ့ဒီခဏကိုဒီပုံစံကျွန်တော်10တန်းလောက်တည်းက
ဒီတိုင်းပဲပေါ့ဗျာမပြောင်းလဲနောက်ပြီးတော့မိတ်တာကြီးလည်းပါရပေါ့ဗျာကျွန်တော်ကြောက်ရန်ညင်းနဲ့မှအိတ်တာများတယ်အိတ်တော့ဝက်ချက်နေလည်းထွက်တယ်လူကလည်းမဝဘူးပေါ့ဗျာအဲ့လိုမျိုးဝက်ချက်နေထွက်နေပေမဲ့လည်းအစားမရှောင်နိုင်သေးရောလေဒီတိုင်းပဲကြိတ်မိတ်ပြီးခံနေတော့ပါနောက်ပြီးတော့ပတ်စံနေဘလို့ရလဲလို့မေးနေတော့ကျွန်တော်ပတ်စံအိမ်ကမပေးလို့ဘသူကပေးမှလဲပေါ့ဗျာဒါပဲရှိရပဲဒါပေမဲ့အစင်းတော်နဲ့တာပေါ့မိဘရှိရလက်ဖြတ်မတောင်းကျွန်တော်တို့က KP ကနေပဲတောင်းလိုက်တယ်ဒါပေမဲ့လည်းပတ်စံတော်တော်အသုံးခံနေပြပါဦးလဲဆိုတော့ကျွန်တော်ဘယ်မှလည်းမသွားဘူးဘာမှလည်းမဝယ်ဘူးပေါ့ဗျာအင်ကြီးရပါလေဆိုရင်တော့မှတော်တော်ထက်လာမှဝယ်တာများတယ်ဘလို့ရိုက်လို့ပတ်စံလေးနည်းနည်းရောရပါရဲ့ဗျာဒါပေမဲ့ဒါကြီးအားလုံးကလည်းအိမ်ကိုပဲရောက်တာပါကိုသွားခြင်းတဲ့နေရာရှိတက်ချင်တဲ့တင်တဲ့နေရှိရင်တော့သူတို့ရှိရပြန်ပြီးတော့တောင်းလိုက်တယ်ပေါ့ဗျာအဓိကတော့ကျွန်တော်ကတော့ပြောအောင်နေမယ်ကိုပြောတဲ့ဟာကြီးလုပ်မယ်ဒီလောက်ပါပဲ